သင်ကလေးတင့်ကွယ်ရမှာဗိတ်တောက်နေတယ်လို့တန်တရားရှိနေပါသလားဗိတ်တောက်နေကြောင်းတည်တာစေတဲ့ဒီလိုလက္ခဏာတွေကိုတတိလင်ထားစောင့်ကြည့်ပါချောင်းနေဆိုမယ်ရင်းချက်တလို့ဖြစ်မယ်စိတ်ဆိုးဒေါသထွက်လွယ်မယ်စိတ်လှုပ်ရှားနေမယ်အထူးသဖြင့်ဗိတ်မတောက်ပဲနေရတာတနင်္ဂနွေကြော်လောက်ရှိလာပြီဆိုရင်ဒီလိုအမူအကျင့်တွေပြလာတတ်ပါတယ်အာယုံဆူဆက်မှုအားနေပြီးစိတ်တွေထွေပြားနေမယ်မုတ်ဖိုးလဲပိုတောင်းလာမယ်အခက်နဲ့အကြာကြီးအောင်နေတာမျိုးဒါမှမဟုတ်အိမ်ပြင်မှာအကြာကြီးထွက်နေတတ်တာမျိုးရှိလာမယ်သူ့အနာဒါမှမဟုတ်သူနေတဲ့အခါမှာတာမန်သုံးနေကြကိုဖျန်းစေရေမွေးနဲ့မတူကွဲပြားတဲ့ရင်နှံ့ချိုတစ်မျိုးရှိလာမယ်ဒီလိုအပြုတ်မှုတွေဟာတာမန်စေကြောတက်အရွယ်တဘာဝအပြုတ်မှုမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ရုပ်ချီအပြောင်းလဲကြီးကြီးမားမားတွေတွေ့လာပြီဆိုရင်တော့သင်ကလေးဗိတ်တောက်နေတယ်လို့ကောက်ချက်ချနိုင်ပါတယ်ဗိတ်တွေဟာပုံတရံအမျိုးမျိုးနဲ့အရွယ်ဆုံးစိုက်စုံရှိတာကြောင့်ဖွက်ထားဖို့ရာအလွန်လွယ်ကူပါတယ်ဗိတ်တောက်နေတယ်လို့ဆိုရင်တန်တရားရှိတယ်ဆိုရင်သင်ကလေးနဲ့အေးအေးဆေးဆေးစကားပြောဖို့နေရာတနေရာဖန်တီးယူပါတကယ်လို့သူဗိတ်တောက်နေတာဟုတ်တယ်ဆိုရင်တော့စိတ်ငြိမ်ငြိမ်ထားပြီးဖေးဖေးမမနားချပါမိဘကသူ့ကိုစိတ်ဆိုးမယ်ဒါမှမဟုတ်အော်ဟစ်ပြောဆိုမယ်ဆိုရင်နောက်ကြရင်ဘာမှမတိုင်ပဲမပြောပြတော့တာမျိုးဖြစ်တတ်ပါတယ်အဲဒါကြောင့်ဘာလို့ဗိတ်တောက်တာလဲဆိုတာကိုနားလည်ဖို့အရင်ဆုံးပွင့်ပွင့်လင်းလင်းမေးပါညံပါသင်ကလေးရဲ့ကျန်းမာရေးကိုဂရုစိုက်လို့မိဘတွေကဒီလိုမေးတာဖြစ်တယ်ဆိုတာအသိပေးပါဗိတ်တောက်တာဟာစိုးရိမ်စရာအမှုအကျင့်ဖြစ်ပေမဲ့အရန်စိတ်မပူပါနဲ့ဒီအခြေအနေကိုကင်တွယ်ဖို့ရယူနိုင်တဲ့အကူအညီတွေအများကြီးရှိပါတယ်အရင်ဆုံးမိမိရဲ့မိသားစုဆရာဝန်စီးဆိုင်မှဆေးဝါးပညာရှင်မိမိကလေးတက်ရောက်နေတဲ့ကျောင်းကဆရာဆရာမတွေမိမိယုံကြည်ရာဘာသာရေးခေါင်းဆောင်တွေရဲရလူကြီးတွေနဲ့ပြောဆိုဆွေးနွေးအကြံဉာဏ်တောင်းပါလူတို့အကျိုးပြုအဖွဲ့အစည်းတွေကလည်းသင်ရဲ့မိခင်ဘာသာစကားနဲ့အကူအညီပေးနိုင်ကြပါတယ်တခါတလေတခြားမိဘတွေနဲ့အကြံဉာဏ်ဖလှယ်ဖို့စကားပြောကြည့်တာတွေသူတို့ရဲ့အားပေးမှုကိုရယူတာတွေကလည်းအထောက်အကူဖြစ်စေနိုင်ပါတယ်သင်ကလေးဟာသင်ကိုအထုခိုးမှာကိုသတိပြုပါသင်ကိုယ်တိုင်ဗိတ်ဖြတ်ဆက်လက်ဖြတ်တာတွေလုပ်ပြီးစံနမူကောင်းကိုပြတာပါတကယ်လို့သင်ကလေးဗိတ်ဖြတ်ဖို့ကြိုးစားနေတယ်ဆိုရင်ဗိတ်ကိုအောင်မြင်ဖြတ်နိုင်အောင်တီးတန့်ကူညီပေးတဲ့အဖွဲ့အစည်းတွေလည်းရှိပါတယ်မိဘတွေအနေနဲ့ဗိတ်ဖြတ်ဖို့အကူအညီပေးနိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Quid ကိုဖုန်းနံပါတ်139848မှာခေါ်ဆိုရဖြစ်စေ။ online website မှာတက်ဆင်ဖြစ်စေဆက်သွယ်၍အခမဲ့အကူအညီရယူနိုင်ပါတယ်။ကိုရေးကိုတာအချက်အလက်များကိုလုံးဝမပေါက်ကြားစေရပဲဘာသာပြန်များဖြင့်လည်းအကူအညီပေးနေတဲ့ Quid အဖွဲ့အစည်းဟာမိမိအုပ်ထိန်းမှုအောက်မှာရှိတဲ့လူငယ်များဗိတ်ဖြတ်နိုင်ဖို့ကူညီဖေးမှလိုသူမိဘအုပ်ထိန်းသူများကိုအကြံဉာဏ်များပေးနေပါတယ်။ Quid Buddy application ကိုဖုန်းမှာလည်းအလွယ်တကူ download ဆွဲထားလို့ရပြီဖြစ်ပါတယ်။ဗိတ်အကြောင်းပုံမသိရှိလိုပါက www.wphU.org.au/vape-free-west မှာမိမိရဲ့မိခင်ဘာသာစကားနဲ့ရေးသားထားတဲ့ vape အကြောင်းကိုဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။ဒီဗီဒီယိုကို The Vape Free West Partnership Co-Health by Cultural Program နဲ့ကိုဗန်ဘော်ဝီထောင်တို့မှကမကထပြုခါပူပေါင်းစီစဉ်ရိုက်ကူးထုတ်လုပ်ပြီးကိုတွေ့အတွေ့အကြုံများအားအခြေခံ၍မေတ္တာဖြင့်ပံ့ပိုးကူညီအကြံဉာဏ်ပေးပါသောဩစတြေးလျရောက်မြန်မာလူထုအားအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖော်ပြလိုက်ရပါသည်